မင်္ဂလာပါအဲ့တော့ကျွန်မဒီဗီဒီယိုဖိုင်လေးမှာလည်းဆက်ပြီးတော့မှဒီစိတ်ကူးသားတဲ့အပိုင်းမှာပေါ့နော် patient education လို့ခေါ်တဲ့လူနာကိုအသိပညာပေးရတဲ့အပိုင်းမှာပြောရတဲ့စကားပြောစာကြောင်းလေးအကြောင်းကို share လုပ်ပေးပါမယ်အဲ့တော့ဆေးတွေကိုပေးတဲ့အခါမှာဒီဆေးတွေကိုဆရာဝန်ညွှန်ကြားတဲ့အတိုင်းတောက်ဖို့အရေးကြီးရနော်လို့ပြောမယ်အဲ့တော့ it is important to take your medications as prescribed နော်အဲ့တော့ prescribe ဆိုတာကဆရာဝန်ညွှန်ကြားတဲ့လို့ပြောတာပေါ့အဲ့တော့ it is important to take your medications as prescribed အဲ့တော့ဒီစားပါဝင်မှုเนาะဆိုဒီယမ်ပါဝင်မှုနည်းတဲ့အစားတောက်ပုံစံမျိုးစားဖို့လိုတယ်เนาะစားရအများကြီးစားလို့မရဘူးပေါ့စားပါတဲ့အစားတောက်တွေအများကြီးစားလို့မရဘူးလို့ပြောမယ် you need to follow a low sodium diet ဆိုတာကအစားစားတဲ့ပုံစံပေါ့เนาะ low sodium နည်းတဲ့เนาะအစားစားတဲ့ပုံစံမျိုးကိုပဲ follow လုပ်ရမယ် you need to follow a low sodium diet ပြီးတော့ဒီခင်ဗျားရဲ့ကျန်းမာရေးအတွက်ဆိုရင်ပုံမှန်လေ့ကျင့်ခန်းလုပ်ခြင်းဟာအကျိုးကျေးဇူးများစေမှာပုံမှန်လေ့ကျင့်ခန်းလုပ်တာပိုပြီးတော့တက်တာစေမှာပိုပြီးကောင်းစေရပေါ့နော်ဒါမျိုးပြောမယ် regular exercise is beneficial for your health regular exercise is beneficial for your health beneficial ဆိုတာကအကျိုးကျေးဇူးဖြစ်စေရပေါ့ဆိုတော့ရေများများတောက်နော်ရေဓာတ်အခန်းချလို့မဖြစ်ဘူးဒါမျိုးပြောချင်တယ်အဲ့တော့ make sure to stay hydrated make sure to stay hydrated အဲ့တော့တကယ်လို့သူ့ကိုပေါ့နော်ဒီခန္ဓာကိုယ်ကအိမ်မှာဘယ်လိုထိုင်ရမလဲဘယ်လိုလမ်းလျှောက်ရမလဲစသဖြင့်အဲ့ပုံစံလေးကြီးပြတဲ့အခါမျိုးမှာပေါ့နော်မင်းအိမ်မှာဒီလိုပုံစံမျိုးလေးတွေနေထိုင်ရမယ်ဆိုပြီးမှသူ့ကိုပြောတာပေါ့အဲ့တော့ here is how to manage your condition at home here is how to manage your conditions at home နော်ဒါအိမ်မှာနေရမယ့်ပုံစံမျိုးပါအဲ့တော့အစားမစားခင်မှာလက်ကိုအမြဲဆေးရမယ်နော် always wash your hands before eating always wash your hands before eating အဲ့တော့ဒီဆက်လက်တွေအရက်တွေအလွန်ကျွံတောက်တာတွေကိုရှောင်ပြီးပါ avoid smoking and excessive alcohol consumption avoid ကရှောင်ခိုင်းတာပေါ့နော် avoid smoking and excessive alcohol consumptionပြီးရင်ဒီသွေးရင်းတွေတကြားတဲ့ level ပေါ့နော် sugar level ကိုပုံမှန်လေးစစ်ပေးပါလို့ပြောမယ် monitor your blood sugar levels regularly monitor your blood sugar levels regularly အဲ့တော့ဒီမှာသူ့ကိုဒီ pamphlet ပေါ့နော်ဒီလိုလက်ကမ်းစာဆောင်လေးကိုကသူ့ကိုပေးမယ်အဲ့တော့ဒီထဲမှာအချက်လက်တွေအကုန်လုံးအသုံးဝင်တဲ့အချက်လက်တွေကုန်ပါရနော်တေချာဖတ်အိမ်တက်ဖတ်ကြည့်ဒါမျိုးပေါ့အဲ့တော့ this pamphlet contains useful information this pamphlet contains useful information အဲ့တော့ဒီကနေ့မေးစရာတစ်ခုခုရှိရင်အားမနာနဲ့တော့မေးပါ if you have any questions don't hesitate to ask နော် hesitate ဆိုတာကတုံ့ဆိုင်နေအောင်နော်အားမနာနဲ့ဆိုတဲ့သဘောမျိုးပေါ့နော်တုံ့ဆိုင်မနေနဲ့မေးပေးပါ if you have any questions don't hesitate to ask okay ဒါဆိုရင်ကျွန်မအခုပြောတော့တာတွေကတော့ဒီလူနာတွေကိုဒီအသိပညာပေးတဲ့နေရာမှာပြောရတဲ့စကားပြောစာကြောင်းလေးဖြစ်ပါတယ်အဲ့တော့ဒီဗီဒီယိုလေးကနေအင်္ဂလိပ်စာနဲ့ပတ်သက်တဲ့ knowledge လေးတွေရသွားမယ်လို့ကျွန်မထင်ပါတယ်အင်္ဂလိပ်စကားကိုအခြေခံကနေကျွမ်းကျွမ်းကျင်ကျင်ပြောတတ်ချင်တယ်ဆိုရင်ကျွန်မရဲ့ Brilliant Future အင်္ဂလိပ်စာသင်တန်းမှာရှိတဲ့ Business English Speaking Course ကိုသင်ယူလို့ရပါတယ်ဗီဒီယိုကိုအခုလို့အဆုံးထိကြည့်ပြီးတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်